မထင်မှတ်ပဲရလာသောရွှေအိုးလေးကျေးလက်တော်ရွာလေးတစ်ရွာမှာကိုထက်ဆိုတဲ့လယ်သမားတစ်ယောက်နေပါတယ်သူဟာစူးစမ်းပန်းစားနဲ့လယ်လုပ်ရင်းမိသားစုဝေစုဝေနေထိုင်ပါတယ်တနေ့မှာတော့ကိုထက်ဟာသူ့လယ်ကွင်းထဲမှာရေနှုတ်မြောင်းတူးဖော်နေစဉ်မြေကြီးထဲကရွှေအိုးလေးတစ်လုံးကိုတူးမိသွားပါတယ်အဟဲ့ဒါပါလိမ့်ကိုထက်ဟာအိုးကိုတေချာလေးတူးထုတ်ကြည့်လိုက်တော့အထဲမှာရွှေတင်ကားတွေရတနာလေးတွေပြည့်နေတာကိုတွေ့ရပါတယ်သူ့မျက်လုံးတွေကျသွားပြီးနှလုံးခုန်တန်ကိုသူကိုယ်တိုင်ကြားနေရတယ်လို့ပါပဲဒါဟာငါဘဝကိုပြောင်းလဲပေးနိုင်တဲ့အခွင့်အရေးပဲကိုထက်ဟာရွှေအိုးလေးကိုအိမ်ပြန်ယူဆောင်သွားပြီးမိသားစုနဲ့အတူဝမ်းသာအားရကြည့်ရှုကြပါတယ်ဒါပေမဲ့ကိုထက်ဟာလူဆိုးတွေရဲ့မျက်စိထဲမဝင်ချင်တာကြောင့်ဒီအကြောင်းကိုလှုပ်ဝက်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်အချိန်အတန်ကြာတဲ့အထိသူဟာရွှေအိုးလေးကိုတေချာလေးဝတ်ထားပြီးတဖြည်းဖြည်းနဲ့အသုံးပြုပါတယ်။လေယာစိုက်ပျိုးရေးအတွက်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီးမိသားစုဘဝကိုတိုးတက်အောင်ကြိုးစားပါတယ်။တစ်ခါတလေမှာရွာသူရွာသားတွေကိုလှူဒန်းပြီးကျေးဇူးဆက်ပါတယ်။နောက်ဆုံးမှာတော့ကိုထက်ဟာရွှေအိုးလေးရဲ့ကျေးဇူးကြောင့်ချမ်းသာလာပေမဲ့သူ့ရဲ့ကြိုးစားမှုနဲ့စေတနာတွေကြောင့်သာလူတိုင်းရဲ့ချီးမွမ်းမှုကိုရရှိခဲ့ပါတယ်။ သင်ခန်းစာကံကောင်းခြင်းဟာစ조사သူတွေစီကိုလာတတ်ပါတယ်ဒါပေမဲ့စ조사မှုနဲ့ဉာဏ်ရှိရှိအသုံးချမှသာအကျိုးရှိပါတယ်